အားလုံးပဲမင်္ဂလာပါမစ္စတာကောသာ channel ဗီဒီယိုမှာတငယ်ချင်းတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတငယ်ချင်းတွေကိုပြန်လည်မျှဝေပေးကြောင်းရလေးကတော့ဖုန်းမျက်နှာပြင်တော့မှိသွားတာပေါ့နော်အလွယ်ကူဆုံးနည်းနဲ့ဘယ်လိုပြန်လုပ်ပြီးတော့မှယူရမယ်ဆိုရကြပါတော့ဒီဗီဒီယိုမှာကျွန်တော်ပြပေးသားမှာဖြစ်ပါရဲ့နော်ဒီနီလန်းလေးကတော့ဘယ်ဖုန်းမဆိုပေါ့နော်ဘယ်ဖုန်းမဆိုဒီနီလန်းလေးကိုသိထားမှဆိုလို့ရှိရင်တော့ဘယ်ဖုန်းမဆိုကျွန်တော်ရဲ့ဖုန်းမျက်နှာပြင်တော့ကိုပြန်ဖြေရမှာဖြစ်ပါတယ်နော်အဲ့တော့အခုနောက်ပိုင်းဒီဖုန်းတွေဒီ version တားမြင့်နေတဲ့ခါပေါ့နော်ဒီ Android ဒီ version တားမြင့်နေတဲ့ခါမှာတောင်ပေါ့နော်ကျွန်တော်ကဒီဖုန်း lock ဖြေလို့မရပါဘူးနော် lock ဖြေလို့အိမ်မတန်မှာကျွန်တော်ခတ်ပါနော်ကျွန်တော်ဆိုင်သွားရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ lock ဖြေတစ်ခါဖြေမယ်ဆိုလို့ရှိရင်တော့ဆိုင်သွားမယ်ဆိုလို့ရှိရင်တော့ပတ်စံအများကြီးပေးရပါတယ်နော်အဲ့တော့အဓိကအရေးကြီးဆုံးအရာကိုသိမယ်ဆိုလို့ရှိရင်ပေါ့နော်အခုကျွန်တော်ပြနေလဲလေးကိုတန်ရေးသိမယ်တော့ပေါ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝပတ်စံမကုန်မနေမှာပေါ့နော်ဘလို့ပဲ lock ပြန်ဖြေလို့မရတဲ့ဖုန်းဖြစ်နေပါစေပေါ့နော်ဒီနီလန်တန်လုံးမယ်ဆိုလို့ရှိရင်ပေါ့နော်100ရာခိုင်နှုန်းကျွန်တော်တို့ကဖုန်း lock ဖုန်း screen lock ပေါ့နော်ဖုန်းမျက်နှာပြင်တော့ကိုကျွန်တော်ဖြေနိုင်မှာဖြစ်ပါတယ်နော်ဘယ်လောက်ပဲကျွန်တော်ခက်နေပါစေအခုပြနီလန်တိုင်းပေါ့နော်အစားဆုံးတကယ်ကြီးကြည့်ပြီးတော့မှလုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်ကြီးတွေလုံးဝပေါ့နော်ဖုန်းမျက်နှာပြင်တော့လုံးဝကျွန်တော်ကပြဖြေနိုင်မှာဆိုတာကိုကျွန်တော်အာမခံပါတယ်နော်အဲ့တော့ဘလို့မလုပ်ရမလဲဆိုတော့ရပါတော့ကျွန်တော်အစဆုံးကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့အဓိကကျွန်တော်အရေးကြီးတဲ့အချက်ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းဆက်ဆက်သုံးတော့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်တော့ကျွန်တော်လောက်ရတာကတော့ကျွန်တော်ရဲ့ Gmail အကောင့်ဖွင့်တာဖြစ်ပါတယ်နော်အဲ့တော့ Gmail အကောင့်ဖွင့်တော့မှာဆိုလို့ရှိရင်ကျွန်တော်အရင်အရေးကြီးပါတယ်နော်ကျွန်တော်ကကိုယ်ပိုင် Gmail တစ်ခုကိုကျွန်တော်ကရှိထားမှာဖြစ်ပါတယ်နော်ကျွန်တော်မှတ်ထားဖို့လိုတာကတော့ကျွန်တော်ဖုန်းအသုံးပြုတော့မှာဆိုလို့ရှိရင်တော့ကိုယ်ပိုင် Gmail တစ်ခုတော့ကျွန်တော်ရှိထားဖို့အတွက်လိုအပ်ပါတယ်နော်အဲ့ဒီ Gmail password အကုန်လုံးကိုကျွန်တော်သေချာကျွန်တော်ကဖြစ်နိုင်မှာဆိုလို့ရှိရင်တော့လုတ်ကျွန်တော်ရနေဖို့အတွက်အရင်အရေးကြီးပါတယ်နော်တကယ်ကိုကမှတ်တဲ့အလို့မရအောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစာအုပ်တုံးတွေမှာတရားရေးပြီးတော့မှမှတ်ထားဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ကိုပိုင်လူတစ်ယောက်မှာဆိုလို့ရှိရင်ကိုပိုင် Gmail တစ်ခုတော့ရှိထားတဲ့အတွက်ကြောင့်မို့အဲ့ Gmail ကိုသေချာမှတ်ထားပြီးတော့မှနော်တကယ်ကိုကအဓိကကျွန်တော်ကိုအသုံးပြုရမယ်နေရာရောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီ Gmail ကိုကျွန်တော်ကအသုံးပြုဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်เนาะဒါကတော့လိုအပ်တဲ့ຢာကတော့ Gmail တစ်ခုကိုပိုင်တယောက်စီတိုင်းမှာလိုအပ်တယ်ဆိုတဲ့ຢာကိုကျွန်တော်ပထမဆုံးကျွန်တော်ပြောချင်တာဖြစ်ပါတယ်เนาะအဲ့တော့ဘာကြောင့်လိုအပ်တာဆိုလို့ရှိရင်အဓိကကျွန်တော်တို့ကအသုံးပြုတဲ့အရာတွေကတော့ကျွန်တော်တို့ဒီ Gmail နဲ့ပတ်သက်ပြီးတော့ကျွန်တော် Facebook ကောက်ဖွင့်မယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ social media ကျွန်တော်သုံးတဲ့ခါပေါ့နော်ဥပမာ Play Store အစပေါ့နော်ကိုယ့်ရဲ့ Gmail ကိုပိုင် Gmail နဲ့ပဲကျွန်တော်အသုံးပြုတာဖြစ်ပါတယ်เนาะအဲ့တော့နောက်ဆုံးဒီ Gmail ကဘယ်လောက်ထိအရေးကြီးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမေ့သွားတဲ့เนาะမေ့သွားတဲ့ဒီဖုန်းမြတ်တဲ့ပြင်တော့တော့မှာเนาะကျွန်တော်ရဲ့ Gmail နဲ့ပေါ့နော်ပြန်ပြီးတော့မှပြန်ဖြေလို့ရတဲ့နည်းလမ်းလေးပဲဖြစ်ရဖို့เนาะအခုဒီဗီဒီယိုမှာလည်းအဲ့ဒီ Gmail ကိုเนาะကိုဖုန်းမြတ်တဲ့ပြင်တော့မေ့သွားတဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုပြန်ထည့်ပြီးတော့မှတပည့်ဖုန်းကပြန်ပြီးတော့မှထည့်ပြီးတော့မှပြန်ပြီးတော့မှလောက်ပြန်ဖြေလို့ရတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုမှာကျွန်တော်ပြပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဘာပဲဖြစ်နေပါစေเนาะဘယ်လောက်ပဲ lock ပြဖြေရခက်နေပါစေအခုကျွန်တော်ပြအနေလန်းလေးကိုတငယ်ရေးလေးစားဆုံးကြည့်ပြီးတော့မှလိုက်လုပ်ကြည့်မှဆိုလို့ရှိရင်နားလည်တော့ပေါက်သွားမှဆိုလို့ရှိရင်เนาะဒီတိုင်းပေါ့เนาะကျွန်တော်ကဖုန်းမြတ်တဲ့ပင်တော့ကိုပြန်ဖြေလို့ရမှာဖြစ်ပါတယ်เนาะโอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘယ်လိုပြန်ဖြေရမလဲဆိုတဲ့ຢာကိုဆက်ပြီးတော့မှကျွန်တော်လေ့လာကြည့်ကြရအောင်အဲ့တော့တစ်ချက်เนาะဖုန်းမြတ်တဲ့ပင်တော့เนาะလောက်ကြသွားတဲ့ဖုန်းကိုကျွန်တော်အတိုင်းထားလိုက်ပါပြီးလို့ရှိရင်တပြင်အခြားဖုန်းတစ်လုံးပေါ့နော်အခြားဖုန်းတစ်လုံးကိုကျွန်တော်ယူပြီးတော့မှအဲ့ဒီဖုန်းမျက်နှာပြင်နော်ဖုန်းမျက်နှာပြင်တော့ခတ်သွားတဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုမှတ်မိရုံနဲ့ကျွန်တော်တို့ကအလွယ်တကူတော့ပြဖြေလို့ရနေလေးကိုကျွန်တော်ဆက်ပြီးတော့မှကျွန်တော်ကြားပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့အရင်လွယ်ပါတယ်နော်အခြားဖုန်းတစ်လုံးကိုကျွန်တော်ယူလိုက်မယ်ဥပမာဒီဖုန်းပေါ့နော်ဒါအခြားဖုန်းတစ်လုံးလို့ကျွန်တော်တတ်မှတ်ပြီးတော့မှကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီချားဖုန်းတစ်လုံးမှာကျွန်တော်ကဒီ Play Store မှာသွားပြီးတော့မှ software တစ်ခုကိုကျွန်တော်က download ဆွဲပြီးတော့မှကျွန်တော်က log in ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် Play Store ကိုကျွန်တော်သွားပေးလိုက်ပါအဲ့တော့ကျွန်တော်သုံးပြရမယ့် software တွေကတော့နော် Google Find My Device ဖြစ်ပါနော်ဒီမှာတကယ်တွေ့ရနော် Google Find My Device ဆိုပြီးတော့မှဒီ software တွေကိုကျွန်တော်ကရှာပြီးတော့မှ install လုပ်ပေးလိုက်ပါနော်အကယ်ရှာခက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ video အောက်မှာကျွန်တော်ဒီ software link ကိုကျွန်တော်ချပေးတာဖြစ်ပါနော်
အဲ့တော့ဒီ software လေးကိုကျွန်တော်က install ကျွန်တော် download ဆွဲပေးလိုက်ပါအရန်လွယ်ပါနော်အရန်လွယ်ရနော်အဓိကကကျွန်တော်မှတ်ထားရမှာကတော့ကျွန်တော်ရဲ့ဒီ Gmail နဲ့ password ကိုကျွန်တော်ကမှတ်ထားရမှာဖြစ်ပါတယ်နော်အဲ့တော့ဘလောက်လော့ပြန်ဖြေရခက်နေပါစေဘလောက်မေ့နေပါစေဒီ Gmail နဲ့ password ကိုအသုံးပြုပြီးတော့မှကိုယ့်ဖုန်းရဲ့မျက်နှာပြင်ရဲ့တော့ကိုကျွန်တော်ပြန်ဖြေလို့ရပါတယ်နော် Okay ကျွန်တော်ဒီမှာဒီ software ကို download ဆွဲပြီးဆိုရင်ကျွန်တော်က open ဆိုကျွန်တော်နှိပ်ပြလိုက်ပါโอเคเนาะနှိပ်ပြီးဆိုတာဒီမှာအကဲเนาะဒါကအခြားဖုန်းဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာ sign in app ကဒီညာလေးကိုအောက်ဆုံးမှာကျွန်တော်တို့ကเนาะကျွန်တော်တို့ကအောက်ဆုံးမှာကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းမြင့်တဲ့ပြင်တော့ပိတ်သွားတဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုထည့်မယ်ဆိုလို့ရှိရင်ဒီအောက်ဆုံးမှာကျွန်တော်နှိပ်ပြလိုက်ပါဒီမှာ Gmail ကိုဒီမှာထည့်ပြီးတော့မှပြီးလို့ရှိရင်အခြားဖုန်းမှာရှိတယ်เนาะအခြားဖုန်းမှာရှိတယ်Gmail password ကိုဒီတော့ခတ်သွားတဲ့ဖုန်းမျက်နှာပြင်တော့ခတ်သွားတဲ့ဖုန်းထဲမှာရှိတဲ့ Gmail နဲ့ password ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်เนาะ Okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာဖုန်းမျက်နှာပြင်တော့ပိတ်သွားတဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုဒီနေရာမှာကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်เนาะ Okay เนาะဒါဆိုလို့ရှိရင် Gmail ထည့်ပေးဆိုတာလည်းကျွန်တော်တို့က next ဆိုနေတာကျွန်တော်နှိပ်ပြီးကျွန်တော်ဆက်ပြီးကျွန်တော်သွားပေးလိုက်ပါOkay ပြီးဆိုရင်ဒီမှာဆိုလို့ရှိရင်တော့ password ထည့်ပေးရမှာဖြစ်ပါเนาะ Okay ဒါဆိုလို့ရှိရင်တော့အခုနက Gmail ရဲ့ password ကိုဒီမှာထည့်ပေးလိုက်ပါ Okay ဒီမှာ Gmail ထည့်ပြီးပြီ password ထည့်ပြီးပြီဆိုလို့ရှိရင်ဒီမှာ next ဆိုရင်ကျွန်တော်သွားပေးလိုက်ပါပြီးရင်ကျွန်တော်ဒီနေရာနဲ့ကျွန်တော်နှိပ်ပေးလိုက်ပါ Okay เนาะဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီမှာဆိုလို့ရှိရင်ကိုခုနကြော်ထည့်လိုက် Gmail ထည့်လိုက်တဲ့เนาะ Gmail ထည့်ထားတဲ့ဖုန်းတွေကိုဒီမှာကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်เนาะဒါကတော့ခုနက Gmail ဖုန်းလှော်ကြသွားတဲ့ဖုန်းကိုဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာတွေ့ရလိမ့်မယ်เนาะဒီမှာဘယ်ဖုန်းလဲဆိုတာကိုဒီမှာဖုန်းမျိုးစားကိုဒီမှာကျွန်တော်ရှာပြီးကြည့်ပေးရဖြစ်ပါတယ်เนาะဒါကတော့အခုကျွန်တော်ထည့်ထားတဲ့ဖုန်းကတော့เนาะ Vivo V2029 ပေါ့နော်ဒါကတော့လက်ရှိအသုံးပြုနေဖုန်းဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်တော့ဒီညောင်နှိပ်မယ်ဆိုလို့ရှိရင်ဒီမှာအခုကျွန်တော်တို့လှော့ကြသွားတဲ့ဖုန်းကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဘယ်ဖုန်းလဲဆိုတာကိုဒီညမှာကျွန်တော်ကြည့်ပေးပါနော်ဒါဆိုလို့ရှိရင်တော့လှော့ကြသွားတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်နော်အဲ့တော့သူ့ရဲ့ battery ဘယ်လောက်ရှိတယ်ပြီးလို့ရှိရင်သူကဘာ single ကိုသုံးထားတယ်နော်ဘယ် wifi ကိုသုံးထားလဲဆိုတော့ဒီမှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နော်Okay ဒါဆိုလို့ရှိရင်တော့သူသုံးနေတဲ့ Wi-Fi ရဲ့သုံးနေတဲ့လက်ရှိရှိနေတဲ့ battery ကိုဒီမှာသူပြရဖြစ်ပါတယ်เนาะပြီးလို့ရှိရင်တော့အဲ့ဖုန်းကိုဒီမှာအတန်ပေးလို့ရတယ်ပြီးလို့ရှိရင်ဒီမှာ iPhone မျက်နှာပြင်တော့ကိုဒီနေရာမှာပြန်ပြောင်းလို့ရတယ်เนาะ Okay เนาะပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်လုပ်ပေးရမယ့်ຢာကတော့ lock ပြန်ဖြစ်ဖြစ်ကြတော့ဒီအောက်ဆုံးမှာရှိတယ်เนาะဒီအောက်ဆုံးဟာလေးကိုကျွန်တော်နှိပ်ပေးရဖြစ်ပါတယ်เนาะ Okay နှိပ်ပြီးဆိုတာဒီမှာဆိုလို့ရှိရင်ဒီနေရာလေးကိုကျွန်တော်နှိပ်ပေးလိုက်မှဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းကเนาะဖုန်းမျက်နှာပြင်တော့ကကျွန်တော်ပျောက်သွားမှာဖြစ်ပါတယ်เนาะပျောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြန်ဖြစ်မလဲဆိုလို့ရှိရင်เนาะဆိုင်ရမှာကျွန်တော်ဝယ်တဲ့အတိုင်းပေါ့เนาะအစ်စ်တိုင်းဒီမှာဘာမှ data တွေမရှိတော့ဘဲနဲ့မှာဖုန်းလို့ဖုန်းရဲ့ screen တော့လည်းမရှိတော့ဘူးเนาะဖုန်းထဲမှာရှိ data တွေလည်းအခုပြတ်သွားမှာပေါ့เนาะပြောချင်တာကဖုန်းအစ်စ်ဝယ်တဲ့အတိုင်းပဲပြန်ဖြစ်သွားမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒီလက်ကိုမလုပ်ခင်မှာကျွန်တော်တို့ဘာကိုသိထားရမလဲဆိုလို့ရှိရင်တော့တိတိကျကိုလှော့ချသွားတဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုကျွန်တော်မှတ်သိထားရမယ်ဒီ Gmail နဲ့ password ကိုကျွန်တော်သိထားရမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီဖုန်းထဲမှာ internet ရှိနေဖို့လိုတယ်ပေါ့နော် internet ရှိနေဖို့လိုတယ်ပြီးလို့ရှိရင်တော့เนาะဒီဖုန်းထဲမှာကျွန်တော်ကဒီ internet ကိုဖွင့်ထားရမယ်ပြီးလို့ရှိရင်ဒီဖုန်းထဲမှာရှိတဲ့เนาะဒီဖုန်းထဲမှာကျွန်တော်ထည့်ထားတဲ့ Gmail နဲ့ password ကိုကျွန်တော်သိထားမှာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်တော့ဘယ်ဖုန်းမဆိုပေါ့เนาะဒီနီးတိုင်းပေါ့เนาะတော့ပြန်ဖြေလို့ရတဲ့အကြောင်းပေါ့เนาะကျွန်တော်တကယ်ရင်းတွေကိုပြန်ပြပြပေးသွားတာဖြစ်ပါတယ်เนาะโอเคဒါဆိုလို့ရှိရင်တကယ်ရင်းတွေเนาะဘယ်လိုပဲဖြစ်နေပါစေเนาะဘယ်တော့ပဲကျွန်တော်တို့ကတော့ဖြေလို့မရတဲ့ဖုန်းပဲဖြစ်နေပါစေเนาะဘယ်ဖုန်းမျိုးစားမဆိုပေါ့เนาะဒီနီလန်တိုင်းကျွန်တော်တော့ပြန်ဖြေလို့ရပါတယ်เนาะတကယ်ရင်းတွေအားလုံးအဆင်ပြေကြမယ်ကြော်မျှော်လင့်ပါတယ်เนาะတကယ်ရင်းတွေအားလုံးပဲเนาะအဆင်ပြေကြမယ်ကြော်မျှော်လင့်ပါတယ်เนาะအဲ့တော့ဒီနေ့ကတကယ်ရင်းအတွက်ကြိုးဖြစ်တယ်ဆိုလို့ရှိရင်เนาะ like share subscribe လုပ်တော့ချင်ပါတယ်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ